ဇလန်ကပေကျင်းမြို့ကအဆောက်အုံတစ်ခုထဲမှာလူ3ယောက်ဖဲထိုင်ကစားနေကြတာနဲ့စတင်ပါတယ်အမျိုးသမီးတစ်ယောက်ဟာဖဲချက်မကောင်းလို့နည်းနည်းစိတ်ပြတ်နေပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့သားငယ်လေးဟာ Iron Man ဝတ်စုံကိုဝတ်ဆင်ပြီးဝင်လာကသူပြန်တန်းနိုင်ကြောင်းဒုံးပြန်တွေတောင်ပြစ်လွတ်နိုင်ကြောင်းဂုဏ်ယူစွာပြောပြနေပါတယ်ဒါပေမဲ့မိခင်ဖြစ်သူကတော့ကစားပွဲတဲ့အာယုံရောက်နေတာကြောင့်ကလေးကိုလုံးဝဂရုမစိုက်ပါဘူးအခြားတစ်ဖက်မှာတော့ကလေးငယ်ဟာသူ့ကိုယ်သူစူပါဟီးရိုးအစ်စ်လို့ထင်မှတ်ပြီးလာတာဆောင်ပေါ်ကနေခုန်ချလိုက်ပါတယ်အောက်မှာရက်နေတဲ့တန့်ရှင်ရေးအဖိုးကသူ့ကိုတတိထားမိသွားပြီးကလေးမြေပြင်ပေါ်မကျခင်ရုတ်တရက်သူ့လက်မောင်းကိုစမ်းထုတ်ကကယ်တင်လိုက်ပါတယ်အဲ့ဒီနောက်လက်တွေ့ဘဝမှာတကယ်စူပါဟီးရိုးတွေမရှိကြောင်းကလေးကိုညင်သာစွာရှင်းပြခဲ့ပါတယ်ဒီအံပွဲဖြစ်ရပ်ကိုတွေ့မြင်ပြီးနောက်ပတ်ဝန်းကျင်ကလူတွေစုဝေးလာကြပေမဲ့အဖိုးကအထူးကိရိယာတစ်ခုကိုသုံးပြီးလူတိုင်းရဲ့မှတ်ဉာဏ်တွေကိုဖျက်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကလေးရဲ့မိခင်ရောက်လာပြီးသူ့အမားအတွက်ရှက်ရွံ့သွားကနောက်တစ်ခါဘယ်တော့မှဖဲမကစားတော့ဘူးလို့ကတိပေးခဲ့ပါတယ်နောက်တနေရာမှာတော့လမ်းဘေးကဖေးတစ်ခုမှာလူတွေပြည့်ကျက်နေပြီးအစားအသောက်အတွက်လူတွေစိတ်တူနေကြပါတယ်ဖီအားတွေအောက်မှာစားဖို့မူကသူ့လက်ကိုမီးအဖြစ်လျှို့ဝှက်ပြောင်းလဲပြီးအသားကင်တွေကိုမြန်မြန်ဆန်ဆန်စတင်กินมาတော့တယ်သူကတော့စူပါဟီးရိုးတူဖြစ်တဲ့ Fireman ဖြစ်ပါတယ်အဲ့ဒီနောက်ညကလပ်တစ်ခုထဲမှာပါတီပွဲတစ်ခုစူညံစွာကျင်းပနေပါတယ်။ကောင်မလေးတယောက်တိုင်အားကဖော်ရီစင်အမျိုးသားတဦးကသူ့ကိုနှောက်ယှက်လာပါတယ်။ကောင်မလေးကတိုင်ကိုတိတ်တဆိတ်ထိတွေ့ပြီးလျှက်စစ်စီကြောင်ပို့လွတ်လိုက်တာကြောင့်ထိုအမျိုးသားပြင်းထန်စွာတက်လိုက်သွားပါတယ်။သူကတော့လျှက်စစ်စွမ်းအားရှင် Electric Girl ဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့နောက်ထပ်စူပါဟီးရိုးတူဖြစ်တဲ့ Iron Arm ဟာလုံခြုံရေးဝန်ထမ်းအဖြစ်အသွင်ယူထားပါတယ်။ကောင်မလေးတယောက်ရဲ့ကားကျင်းထဲကျွံသွားတဲ့အခါသူကသူ့လက်မောင်းကိုတံမဏိအဖြစ်လျှို့ဝှက်ပြောင်းလဲပြီးကားကိုအလွယ်တကူဆွဲထုတ်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာစူပါဟီးရိုး3ဦးစလုံးသူတို့ရဲ့ခေါင်းဆောင်ဖေရိုစီကဖုန်းလက်ခံရရှိပါတယ်။ပြားတိုက်အနီးမှာလူရက်မှုတစ်ခုဖြစ်တော့မယ်လို့သူကအကြောင်းကြားတာကြောင့်အဖွဲ့တစ်ခုလုံးချက်ချင်းပဲအဲ့ဒီနေရာကိုတွားဖို့အသင့်ပြင်ကြပါတယ်။တစ်ဖက်မှာလည်းတကိုးတွေဟာသူတို့ရဲ့ရည်မှန်းချက်ကိုအကောင့်ထဲပေါ်ဖို့ကားမဲအောင်နဲ့ရောက်လာကြပါတယ်။သူတို့ရောက်တာနဲ့ဘယ်သူမှမမြင်နိုင်အောင်အရင်ဆုံးလုံခြုံရေးကင်မရာတွေကိုပြစ်ခတ်ဖျက်ဆီးလိုက်ပါတယ်။ပြီးနောက်သူတို့ရဲ့အဆင့်မြင့်နည်းပညာသုံးကိရိယာကိုသုံးပြီးအတွင်းထဲဖောက်ထွင်းဝင်ရောက်ကလမ်းရှင်းဖို့အတွက်ဘုံတစ်လုံးတက်ဆင်လိုက်ပါတယ်။ဒါကိုမြင်တော့ Iron Arm ကဒေါသတကြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့ခေါင်းဆောင်ဖေရိုကတားဆီးလိုက်ပါတယ်။နောက်ပိုင်းမှာခိုင်လုံတဲ့အထောက်အထားနဲ့ဖမ်းဆီးနိုင်ဖို့အတွက်တကိုးတွေကိုအရင်ဆုံးလူရက်ခွင့်ပေးစေချင်တာဖြစ်ပါတယ်။ဒါပေမဲ့ရုတ်တရက်စူပါမန်ဝတ်စုံဝတ်ထားတဲ့ထူးဆန်းတဲ့လူတစ်ယောက်ကျွမ်းထိုးပြီးဝင်ရောက်လာပါတယ်။သူ့နာမည်ကတော့ Sticky ဖြစ်ပြီးမကြသေးမီကမှအဖွဲ့ထဲရောက်လာသူဖြစ်ပါတယ်။ဒီမစ်ရှင်အတွက်ဖေရိုကသူ့ကိုမခေါ်ခဲ့ပေမဲ့သူကသူ့သဘောနဲ့သူရောက်လာပြီးတခိုးတွေကိုချက်ချင်းစတင်တိုက်ခိုက်ပါတော့တယ်။ Sticky ကအလွန်စိတ်ကက်တဲ့သူ့ရဲ့တတွေးတွေနဲ့တခိုးတွေကိုထောင်ချောက်ဆင်ဖမ်းဆီးပြီးမကြခင်မှာပဲအခြားစူပါဟီးရိုးတွေလည်းသူ့ကိုကူညီဖို့ထွက်လာကြပါတယ်။ခဏအတွင်းမှာပဲတခိုးတွေအလွန်ထိတ်လန့်သွားပြီးအညံ့ခံလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲဖေရိုကတခိုးတယောက်သတိရနေသေးတာကိုသတိပြုမိသွားပါတယ်။သူကသူ့ရဲ့အထူးမျက်လုံးစွမ်းအားကိုသုံးပြီးသူ့ကိုထိန်းချုပ်လိုက်ပါတယ်။အခုတော့ထိုတခိုးကဖေရိုကိုသူ့အဖေလိုထင်မှတ်သွားပြီးချက်ချင်းပဲသူ့ခြေရင်းမှာပြုတ်ကျကပြစ်မှုအားလုံးကိုဝန်ခံပါတော့တယ်။သူတို့ဟာချမ်းသာတဲ့စီးပွားရေးသမားတယောက်စီရောင်းချဖို့အတွက်ဝက်ပုံစံအဖုံကိုခိုးယူနေတာဖြစ်ကြောင်းဖွင့်ဟပြောဆိုပါတယ်။အဲ့ဒီလူဟာသူ့ရဲ့တင့်ကားတွေကိုကာကွယ်ဖို့အတွက်အလွန်ခိုင်မာတဲ့တတုကိုလိုအပ်နေတာဖြစ်ပြီးဒီအထူးဖုံးကကြီးစံတောင်မဖောက်နိုင်လောက်အောင်ခိုင်ခန့်တာဖြစ်ပါတယ်။ဒါတွေကိုသိပြီးနောက်ဖက်ရောဟာသူ့ရဲ့ကိရိယာနဲ့တခိုးအားလုံးရဲ့မှတ်ဉာဏ်တွေကိုဖျက်ပစ်လိုက်တာကြောင့်ဘသူကမှစူပါဟီးရိုးတွေအကြောင်းမမှတ်မိကြတော့ပါဘူး။အခုတော့ Sticky ကသူ့ရဲ့တတိအတွက်ဖေရိုချီကျူးတာကိုမျှော်လင့်နေပေမဲ့ဖေရိုကတော့ခွင့်ပြုချက်မရှိဘဲမစ်ရှင်ထဲဝင်လာပြီးတခုလုံးကိုဖျက်ဆီးလူနီးပါဖြစ်ခဲ့တာကြောင့်သူ့ကိုစူပူကျိန်းမောင်းပါတော့တယ်။အဲ့ဒီအချိန်မှာဖေရိုဟာရဲမင်းကြီးစီကဖုံးလက်ခံရရှိပါတယ်။ဒီအန်ဒီအများတဲ့ဂိုင်းရဲ့အမှန်တရားပေါ်ပေါက်လာခဲ့တာသူတို့ကြောင့်ဖြစ်လို့မစ်ရှင်အောင်မြင်စွာပြီးမြောက်ခဲ့တဲ့အတွက်ရဲမင်းကြီးကကျေးဇူးတင်စကားပြောကြပါတယ်။မစ်ရှင်ပြီးဆုံးသွားတဲ့အခါဖေရိုကစူပါဟီးရိုးအသစ် Sticky ကိုရုံးခန်းကိုခေါ်ပြီးအဖွဲ့တစ်ခုလုံးနဲ့မိတ်ဆက်ပေးပါတယ်။ငယ်စဉ်က Sticky ဟာ Favicol ကော်ကိုမတော်တဆတောက်မိခဲ့တာကြောင့်သူ့ခန္ဓာကိုယ်မှာထူးဆန်းတဲ့အပြောင်းအလဲတွေဖြစ်ပေါ်ခဲ့တာလို့အားလုံးကိုပြောပြပါတယ်။အခုဆိုရင်သူ့ရဲ့ချွေးတတွေးနဲ့စီးတွေတောင်အလွန်စေးကပ်သွားခဲ့ပါပြီ။အဲ့နောက် Sticky ကစိတ်လှုပ်ရှားစွာနဲ့သူ့ရဲ့စွမ်းအားတွေကိုစတင်ကြွားဝါပါတော့တယ်။သူကသူ့ကိုယ်သူအဖွဲ့ထဲမှာအတန်မာဆုံးအဖွဲ့ဝင်လို့ထင်နေပေမဲ့ Iron Arm နဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ Iron Arm ကသူ့နေရာအစ်စ်ကိုပြသလိုက်ပါတယ်။သူက Sticky ကိုဖမ်းပြီးတစ်ချက်တည်းနဲ့လွင့်ပစ်လိုက်တာကြောင့် Sticky ကသူဟာအဲ့ဒီလောက်မတန်ပါသေးဘူးဆိုတာသဘောပေါက်သွားပါတယ်။အခြားတစ်ဖက်မှာတော့ Pharaoh ကစူပါဟီးရိုးတယောက်ဖြစ်ချင်ရင်ဘယ်သူမှမသိကအောင်တာမန်လူတယောက်လိုနေထိုင်ရမယ်လို့ရှင်းပြပါတယ်။ဒါဟာသူတို့ဖွဲ့ရဲ့အရေးကြီးဆုံးစည်းကမ်းဖြစ်ပါတယ်။ဒါကြောင့် Pharaoh ကသူ့အတွက်ပစ္စည်းပို့သမားအလုပ်တစ်ခုရှာပေးခဲ့ပါတယ်။ Sticky ကဒီအလုပ်ကိုသဘောမကျပါဘူး။ပိုကောင်းတဲ့အရာတစ်ခုကိုလိုချင်ပေမဲ့ Pharaoh ကသူ့ကိုလုံးဝနားမထောင်ပါဘူး။ဘာမှမတတ်နိုင်တဲ့ Sticky ဟာပါဆယ်ထုတ်တွေပို့ရင်းနဲ့ပဲတနေ့လုံးကိုကုံဆုံးစေရပါတယ်။ဒါပေမဲ့လမ်းမှာပြဿနာကြုံတိုင်း Sticky ကအဖွဲ့ရဲ့အကြီးမားဆုံးစည်းကမ်းကိုဖောက်ဖျက်မိတတ်ပါတယ်။သူဟာလူတွေရှိမှသူ့စွမ်းအားတွေကိုမသုံးရပေမဲ့ပါဆယ်တွေပို့ရင် Spider-Man လိုမျိုးသူ့ရဲ့စိတ်ကက်တဲ့ချွေးတွေကိုသုံးပြီးအဆောက်အုံတစ်ခုကနေတစ်ခုကိုတွဲတက်ခဲ့ပါတယ်။ဒီလိုလုပ်နေစဉ်မှာပဲအမျိုးသမီးတစ်ယောက်ကပြတင်းပေါက်ကနေဝင်လာတဲ့သူ့ကိုမြင်ပြီးကြောက်လန့်ကမူးလဲသွားပါတယ်
သူ့ကိုဆေးရုံပို့လိုက်ရပြီးနေရန်ပေါ်လျှောက်သွားတဲ့တရေတစေအကြောင်းတွတ်ပြောနေပါတော့တယ်။ကံကောင်းထောက်မစွာနဲ့ဖယ်ရော့အချိန်မီရောက်လာပြီးသူ့ရဲ့အထူးကိရိယာနဲ့သူမရဲ့မှတ်ဉာဏ်ကိုဖျက်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်အမျိုးသမီးစိတ်ငြိမ်သွားပြီးစူပါဟီးရိုးတွေရဲ့အမှန်တရားဟာကဘာကြီးစီကနေနောက်တစ်ကြိမ်ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ဒါရိုက်တာချမ်းဟာသူ့ရဲ့ယင်းနှိမ့်မြုပ်နှံသူတွေနဲ့အစည်းအဝေးလုပ်နေတဲ့7ဆိုတဲ့ကုမ္ပဏီကြီးတစ်ခုကိုတွေ့ရပါတယ်။သူကအထူးမျိုးပွားတစ်ခုကိုတီထွင်ခဲ့တဲ့သိပ္ပံပညာရှင်ငယ်ဒေါက်တာဘေးလ်နဲ့မိတ်ဆက်ပေးပါတယ်။ဘေးလ်ကသူ့ရဲ့နည်းပညာနဲ့ဆိုရင်ဘယ်အရာကိုမဆိုစက္ကန့်ပိုင်းတွင်ပုံတူပွားနိုင်တယ်လို့ရှင်းပြပါတယ်။ပြီးနောက်သူလက်တွေ့ပြသပါတယ်။လိမ်မော်သီးတစ်လုံးထဲကိုဆေးထိုးလိုက်တဲ့အခါချက်ချင်းဆိုသလိုနှလုံးအဖြစ်ပွားသွားပါတယ်။အန်တီယာစရာကောင်းတာကနှလုံးစလုံးအရသာလုံးဝတူညီနေတာပါပဲ။ဒါကိုမြင်တော့ယင်းနှီးမြုပ်နှံသူအလုံးအရန်စိတ်လှုပ်ရှားသွားပြီးစီမံကိန်းမှာယင်းနှီးမြုပ်နှံဖို့ကတိပြုကြပါတယ်။ချမ်းကလည်းအလွန်ပျော်ရွှင်သွားပြီးမကြခင်နာမည်ကြီးတော့မယ်လို့ဘေးကိုပြောပါတယ်။အခြားတစ်ဖက်မှာတော့ဖရောဟာလူတွေရှေ့မှာစွမ်းအားတွေသုံးခဲ့တဲ့အတွက်စတစ်ကီကိုစူပူနေပေမဲ့စတစ်ကီကတော့သူဟာပစ္စည်းပို့သမားဘဝနဲ့တင်မနေနိုင်ကြောင်းစူပါဟီးရိုးတစ်ယောက်ဖြစ်တာကြောင့်လူတွေကိုကူညီခြင်းတယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကစတစ်ကီကိုလှမ်းခေါ်ပါတယ်။သူ့ကိုပစ္စည်းပို့သမားလို့ထင်ပြီးအိမ်ထဲဖိတ်ခေါ်ကပစ္စည်းတွေထုတ်ပိုးဖို့ကူညီပေးဖို့တောင်းဆိုပါတယ်။စတစ်ကီကသူ့ကိုမြင်တာနဲ့ဆွဲလန်းသွားပြီးတိတ်တဆိတ်လိုက်သွားပါတယ်။အိမ်ရောက်တဲ့အခါကောင်မလေးကအလုပ်ကိုရှင်းပြပြီးသူ့ဖုန်းနဲ့ live လွှင့်ပါတော့တယ်။အဲ့ဒီကသူ့နာမည်ကစောက်ဖြစ်ပြီးနာမည်ကြီးဘလော့ဂါတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒီအချိန်မှာစတစ်ကီကရေချိုးခန်းထဲဝင်သွားပြီးပိုးဟက်တစ်ကောင်ကိုတွေ့တော့ကြောက်လန့်သွားပါတယ်။ထိတ်လန့်သွားတဲ့အတွက်သူ့ရဲ့စေးကတ်တဲ့စွမ်းအားတွေထိမရဖြစ်ပြီးသူ့ဘာသာသူကတ်တွယ်သွားပါတော့တယ်။ချင်းနေတွေအရန်ရှုပ်ထွေးသွားပြီးဟန်ချက်ပြက်ကပို့ပြီးတော့တောင်ရှုပ်ကုန်ပါတယ်။အဲ့ဒီအချိန်မှာစောက်ကရေချိုးခန်းထဲကအတန်တွေကိုကြားတာကြောင့်လာစစ်ဆေးရင်စတစ်ကီကိုထူးဆန်းတဲ့အနေအထားနဲ့တွေ့သွားပြီးအထင်လွဲသွားပါတယ်။စတစ်ကီကရှင်းပြဖို့ကြိုးစားပေမဲ့စောက်ကချော်လဲတော့မလို့ဖြစ်သွားပါတယ်။စတစ်ကီကသူ့ကိုဖမ်းထိန်နိုင်ခဲ့ပေမဲ့အဲ့ဒီလောက်ရကြောင်အခြေအနေကပိုပြီးအနေရခက်စရာဖြစ်သွားပြီးဒါရီအားလုံးဟာသူ့ရဲ့ live လွှင့်မှုထဲမှာပါသွားပါတော့တယ်။ဒီအတွက်ကြောင့်စောက်ကအလွန်ရှက်ရွံ့သွားပြီးစတစ်ကီကတော့ထိတ်လန့်တကြားထွက်ပြေးသွားပါတယ်။အပြင်ရောက်တော့သူ့ကိုယ်သူမနှဲပြန်လဲပြင်ဆင်လိုက်ရပေမဲ့အခုတော့သူ့အတွက်အဲ့ဒီနေ့ဟာပိုပြီးခက်ခဲသွားခဲ့ပါပြီ။အခြားတစ်ဖက်မှာတော့7ကုမ္ပဏီရဲ့ဓာတ်ခွဲခန်းထဲမှာဒေါက်တာဘီလ်ဟာသူ့ရဲ့ဆေးထိုးအပ်ကိုသုံးပြီးကြွက်တစ်ကောင်ကိုပုံတူပွားဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ဆေးထိုးလိုက်တာနဲ့ကြွက်ရဲ့ခန္ဓာကိုယ်ဟာရုတ်တရက်ပေါက်ကွဲပြီးတိတ်ဆုံးသွားပါတယ်။အဲ့ဒီအချိန်မှာဒါရိုက်တာချမ်းရောက်လာပြီးဒီစမ်းသပ်မှုကိုပြုလုပ်နေတဲ့ဘေးကိုဖမ်းမိသွားပါတယ်။ချမ်းကတက်ရှိတွေပေါ်ဒီလိုစမ်းသပ်တာတရားမဝင်ကြောင်းဒါသာပေါက်ကြားသွားရင်ကုမ္ပဏီဒုက္ခအကြီးကျယ်ရောက်မယ်လို့ဒေါသတကြီးပြောပါတယ်။ဒါကြောင့်အဘေးကသူ့တအောင်မြင်သွားရင်ကမ္ဘာအကြီးကျယ်ဆုံးသိပ္ပံပညာရှင်ဖြစ်လာနိုင်တယ်လို့ရှင်းပြဖို့ကြိုးစားပါတယ်။သူ့ရဲ့အိမ်မက်ကဒီနည်းပညာကိုသုံးပြီးနှလုံးကြောက်ကက်နဲ့အသေးတို့လိုလူခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပြန်လည်ဖန်တီးပေးဖို့ဖြစ်ပြီးဒါကလူသန်းပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ချမ်းကနားမထောင်ပဲအရာအလုံးကိုချက်ချင်းရပ်တန့်ဖို့အမိန့်ပေးပါတယ်။ဘာမှမတတ်နိုင်တဲ့ဘေးလာရပ်တန့်လိုက်ရပါတယ်။အခြားတစ်ဖက်မှာစတစ်ကီကဖေရိုစီလာပြီးသူ့ခန္ဓာကိုယ်ထဲမှာထူးဆန်းတဲ့အပြောင်းလဲတွေဖြစ်နေကြောင်းလာပြောပြပါတယ်။သူစွမ်းအားတွေထိမ့်မရဖြစ်တာအရင်ကတခါမှမဖြစ်ဘူးပါဘူး။ဒါဟာစိတ်ဖိစီးမှုကြောင့်ဖြစ်တာလို့ဖေရိုကရှင်းပြပါတယ်။သူ့ရဲ့ adrenaline တွေမြင့်တက်လာတဲ့အခါသူ့ခွန်အားကိုသူမထိန်ချုပ်နိုင်တော့ပါဘူး။ဖေရိုကသူ့ကိုဂရင်ပေါ်လှဲခိုင်းပြီးအနှဲငယ်ကူတာမှုခံယူဖို့လိုတယ်ဆိုတာချီနှောင်လိုက်ပါတယ်။အစပိုင်းမှာစတစ်ကီကကြောက်လန့်ပြီးမကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ထင်ခဲ့ပေမဲ့ဖေရိုကသူ့ကိုစိတ်အေးထားဖို့နဲ့အရာအလုံးအဆင်ပြေသွားအောင်သူ့လက်ကိုအနှဲငယ်ဓားရပေးရုံပဲဖြစ်တယ်လို့ပြောပါတယ်။ကူတာမှုပြီးနောက်စတစ်ကီဟာပုံမှန်အခြေအနေကိုပြန်ရောက်သွားပါတယ်။အခုတော့သူဟာသူ့စွမ်းအားတွေကိုပိုပြီးကောင်းမွန်စွာထိန်းချုပ်တတ်လာပြီးသူ့အတွက်စူပါဝစ်စုံအသစ်တစ်ခုတောင်ဖန်တီးလိုက်ပါတယ်။အဲဒီနောက်သူဟာပစ္စည်းပို့သမားအလုပ်ကိုပြန်သွားပါတယ်။ဒီနေ့မှာသူဟာပါဆယ်တစ်ခုနဲ့စောက်ရဲ့အိမ်ကိုရောက်သွားပေမဲ့သူ့ကိုထပ်တွေ့တော့စောက်ကအတိတ်ကကိစ္စကိုသတိရပြီးစိတ်တူသွားပါတယ်။သူ့ကိုစိတ်ပြေစေဖို့စတစ်ကီကသူ့ရဲ့အဝတ်စားတွေကိုပြန်ပေးပြီးအရာအလုံးကိုပြုပြင်ပေးထားတယ်လို့ပြောပါတယ်။ဒါပေမဲ့စောက်ကတစ်တာကိုဖွင့်လိုက်တာနဲ့တခြားအရာတစ်ခုထွက်လာတာကြောင့်ပိုပြီးဒေါသထွက်သွားပြီးစတစ်ကီကိုစတင်စူပူပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူ့အိမ်နီးနားချင်းရောက်လာပြီးဒီပါဆယ်ကတကယ်တော့သူ့ပစ္စည်းဖြစ်ကြောင်းလိပ်စာမှားသွားတာဖြစ်ကြောင်းပြောပါတယ်။အခုတော့အထင်အမြင်လွဲမှားမှုရှင်းသွားပြီးစောက်ကစတစ်ကီဟာလူဆိုးမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်။ဒီအချိန်မှာစောက်စီဖုန်းဝင်လာပြီးအပြင်ကိုအမြန်ထွက်သွားပါတယ်။ဒီပြင်မှာသူ့ကိုစောင့်နေတာကတော့7ကုမ္ပဏီရဲ့ဒါရိုက်တာဖြစ်တဲ့သူ့ဖေချမ်းပဲဖြစ်ပါတယ်။ဒါကိုမြင်တော့စတစ်ကီကအံ့တသွားသလိုလျှို့ဝှက်စွာလဲပျော်ရွှင်သွားပါတယ်။ဘာကြောင့်လဲဆိုတော့သူသဘောကျနေတဲ့ကောင်မလေးကလှပယုံနေမကပဲအရန်ချမ်းသာတဲ့မိသားစုကဖြစ်နေလို့ပါပဲ။အခြားတစ်ဖက်မှာဒေါက်တာဘေးဟာသူ့ရဲ့စမ်းသပ်မှုတွေကိုဆက်လက်လှုပ်ဆောင်နေပါတယ်။ဒီတစ်ချိန်မှာတော့သူကလှုပ်ဖို့ကင်ဘက်တွေကိုသူ့ဘက်ပါအောင်ဆွဲဆောင်ပြီးအတူတကွလျှို့ဝှက်ချက်ကိုဖုံးကွယ်ထားဖို့ကတိပြုကြပါတယ်။အချိန်များစွာကြာရှုံးပြီးနောက်ဆုံးမှာဘေးတော်မြင်သွားပြီးကြွက်ကိုပုံတူပွားနိုင်ခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာဖေရိုကမစ်ရှင်အသစ်တစ်ခုအကြောင်းစူပါဟီးရိုးအဖွဲ့ကိုအတည်ပေးပါတယ်။ဒါပေမဲ့တခြားဖွဲ့ဝင်တွေကစတစ်ကီဟာအမှားခဏခဏလှုပ်တတ်တာကြောင့်သူ့ကိုသဘောမကျကြပါဘူး။ဒါတောင်မှဖေရိုကစတစ်ကီဟာအခုအပြေးအဝအသင်းဖြစ်နေပြီလို့အာမခံပါတယ်။မစ်ရှင်စတင်တာနဲ့စတစ်ကီကလူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။သူဟာအခြားစူပါဟီးရိုးတွေထက်ရှေ့ရောက်သွားပြီးလူဆိုးတွေအားလုံးကိုတယောက်တည်းအနိုင်ယူလိုက်ပါတယ်။
အခုတော့နောက်ဆုံးလူဆိုးတယောက်ပဲကြံတော့ပြီးစတစ်ကီကသူ့ကိုတိုက်ခိုက်တော့မဲ့အချိန်မှာပဲအဲ့ဒီနေရာမှာ live လွှင့်နေတဲ့ဂျိုဝါအိုကိုသတိထားမိသွားပါတယ်ရုတ်တရက်လူဆိုးကဂျိုဝါအိုကိုတိုက်ခိုက်ပါတယ်ဒါကိုမြင်တော့စတစ်ကီကအရာအလုံးကိုထားခဲ့ပြီးသူ့ကိုကယ်တင်ဖို့ပြေးသွားပါတယ်သူကသူ့ရဲ့စိတ်ကပ်တဲ့အရေးကိုသုံးပြီးအလွယ်တကူတားဆီးလိုက်ပေမဲ့လူဆိုးကဂျိုဝါအိုကိုအဆောက်အုံပေါ်ကနေတွန်းချလိုက်ပါတယ်ဒါကိုမြင်တော့စတစ်ကီကသူ့နောက်ကနေချက်ချင်းခုန်ချပြီးလေထဲမှာဖမ်းယူကသူ့အသက်ကိုကယ်တင်လိုက်ပါတယ်ဒါတွေကိုကြည့်ပြီးဂျိုဝါအိုကအရန်သဘောကျသွားကစူပါဟီးရိုးရဲ့နာမည်ကိုမေးပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဖာရိုရောက်လာပြီးအမှန်တရားကိုဘယ်သူမှမသိစေဖို့သူ့မှတ်ဉာဏ်ကိုဖျက်ပစ်လိုက်ပါတယ်အခုတော့ဂျိုဝါအိုကဒါတွေအားလုံးဟာရုပ်ရှင်ရိုက်ကွင်းရဲ့အစိပ်ပိုင်းတစ်ခုလို့ထင်မှတ်သွားပါတယ်ဒါပေမဲ့အိမ်ရောက်တဲ့အခါသူ့တငယ်ချင်းကဖုန်းဆက်ပြီးအရာအလုံးသူ့ရဲ့ live လွှင့်မှုထဲမှာအတန်သွင်းရုပ်သံဖမ်းမိသွားတယ်လို့ပြောပါတယ်ဂျိုဝါအိုကအဲ့ဒီဗီဒီယိုဖိုင်ကိုတယ်လီဗီရှင်းမှာကြည့်လိုက်တဲ့အခါအရာအလုံးကိုပြန်မှတ်မိသွားပါတယ်အခုတော့ဒီစူပါဟီးရိုးတစ်ရဲ့သတင်းဟာမြို့အနှံ့တောမီလိုပြန့်နှံ့သွားပါတော့တယ်တီကီဟာတညာတဲ့နဲ့နာမည်ကြီးသွားပါတယ်နေရာတိုင်းမှာလူတွေကသူ့အကြောင်းပြောကြချီးကျူးကြပြီးသူ့အကြောင်းသချင်းတွေတောင်စတင်ဖန်တီးလာကြပါတယ်ဒါတွေကိုမြင်တော့ဖေးရိုးကဒေါသထွက်သွားပါတယ်ဒါပေမဲ့ရဲမင်းကြီးကဖုံးဆက်ပြီးအခြေအနေတွေပြောင်းလဲသွားပြီလို့ပြောပါတယ်အခုဆိုရင်စတစ်ကီကိုနာမည်ကျော်စူပါဟီးရိုးအဖြစ်တင်ပြတာကပိုကောင်းမှဖြစ်ပြီးကဘာကြီးရဲ့အာယုံဆိုင်မှုကသူ့အပေါ်မှာပဲရှိနေစေကအခြားစူပါဟီးရိုးတွေကတော့သူတို့အလုပ်ကိုတိတ်တဆိတ်ဆက်လုပ်နိုင်မှာဖြစ်ပါတယ်ဖေးရောကစတစ်ကီကိုဗဟိုရုံးမြင့်တန်ကြားထုတ်လုပ်သူနဲ့တွေးဆုံဖို့ခေါ်သွားပါတယ်အဲဒီမှာစတစ်ကီကသူ့ရဲ့စွမ်းအားတွေကိုဆွဲမှတ်ဖွယ်ပြသပြီးသူဟာတကယ်စူပါဟီးရိုးဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်အချိန်တိုအတွင်းမှာပဲသူဟာနာမည်ကျော်လူသိများသူတူဖြစ်လာပါတယ်အခုဆိုရင်သတင်းချာနယ်တိုင်းသူ့စီကိုပြေးလာကြပြီးအင်တာဗျူးတွေမေးခွန်းတွေနဲ့နေရာတိုင်းမှာလူတွေကသူ့အကြောင်းပဲပြောနေကြပါတယ်။တကိတ်ဟာကြော်ညာကြီးတွေအများကြီးရိုက်ကူးရပြီးတချင်းဆိုပြိုင်ပွဲတစ်ခုမှာဒိုင်လူကြီးဖြစ်တောင်ခန့်အပ်ခံရပါတယ်။အခြားစူပါဟီးရိုးတွေရဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ထားနိုင်ဖို့အတွက်သူဟာသတင်းစာရှင်းလင်းပွဲတွေတက်ရောက်ပြီးသူ့ကိုယ်သူရဲကောင်းဖြစ်ဖော်ပြပါတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့စတစ်ကီဟာမာနကြီးလာပါတယ်။သူကဖြစ်ပျက်ခဲ့သမျှအံ့ဖွယ်မှုတွေအားလုံးဟာတကယ်တော့သူကိုယ်တိုင်လုပ်ခဲ့တာပါလို့တောင်ပြောဆိုလာပါတယ်။ဒါကိုကြားတော့ Iron Arm ကဒေါသထွက်သွားပါတယ်။ဘာကြောင့်လဲဆိုတော့စတစ်ကီကသူတို့ရဲ့စူးစမ်းအားထုတ်မှုဂုဏ်ပြုခံရမှုအားလုံးကိုတယောက်တည်းရယူနေလို့ပါပဲ။အခြားတစ်ဖက်မှာတော့စတစ်ကီရဲ့နာမည်ကျော်ကြားမှုဟာသူ့အတွက်ပြဿနာတစ်ခုစတင်ဖြစ်လာပါတယ်။ရာဇဝတ်ကောင်တွေအပါအဝင်လူတွေကသူ့ကိုစတင်မှတ်မိလာကြပါတယ်။တချို့လူတွေဆိုရင်စတစ်ကီလာပြီးသူတို့နဲ့တွေ့ဆုံနိုင်ဖို့ဒါမှမဟုတ်သူတို့ရဲ့စီးပွားရေးကိုအယောင်မြင့်တင်ဖို့အတွက်ရွေချက်ရှိရှိနဲ့ဓမြတိုက်မှုတွေတိုက်ခိုက်မှုတွေကိုအတူရောင်ဖန်တီးလာကြပါတယ်။ဒါတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတဲ့စတစ်ကီဟာတနေ့မှနာမည်ကြီးလာပြီးနောက်သူ့ဘဝကပိုပြီးခက်ခဲလာတယ်လို့ဖဲရိုကိုညှဉ်းညူပါတော့တယ်။ဒီချိန်မှာဂျီယိုကစတစ်ကီစီရောက်ဖို့လူအုပ်ကြားကနေတိုးထွက်ဖို့ကြိုးစားနေပါတယ်။သူဟာအခုစတစ်ကီကိုအပြည့်အဝသဘောကျနေပါပြီ။ဒါပေမဲ့ရုတ်တရက် Iron Arm ကလုံခြုံရေးဝန်ထမ်းဖြစ်အသွင်ယူပြီးရောက်လာကတယ်လီဗီရှင်းပေါ်မှာဂုံအားလုံးကိုတယောက်တည်းယူသွားတဲ့အတွက်ဒေါသတကြီးနဲ့စတစ်ကီကိုစတင်ရိုက်နှက်ပါတော့တယ်။သူ့ကိုယ်သူကယ်တင်ဖို့စတစ်ကီကသူ့ရဲ့စိတ်ကပ်တဲ့အရေးကိုသုံးပြီးသူ့နှုတ်ခမ်းတွေကိုပိတ်ဆို့လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဂျာဦးကတကားကိုရုတ်တရက်ဖွင့်ပြီးဝင်လာတာကြောင့်တကားရဲ့တွန်းကန်အားကြောင့်သူတို့နှစ်ယောက်ရဲ့နှကန်းတွေကတ်သွားပါတော့တယ်။ဒီထူးဆန်းတဲ့မြင်ကွင်းကိုမြင်တော့ဂျာဦးကစတစ်ကီဟာဂေးတယောက်လို့ထင်သွားပြီးမျက်ရည်တွေနဲ့ထွက်ပြေးသွားပါတယ်။အခုတော့စတစ်ကီဟာသူ့ကိုယ်သူမနှဲလွတ်အောင်လုပ်ပြီးပစ္စည်းပို့သမားအဖြစ်အသွင်ယူကဂျာဦးစီချက်ချင်းသွားပါတယ်။သူကကိစ္စတွေကိုရှင်းပြဖို့ကြိုးစားပြီးသူဟာစတစ်ကီကိုအယမ်းသိကြောင်းသူနဲ့တွေ့ဆုံဖို့တောင်စီစဉ်ပေးနိုင်ကြောင်းဇလန်းစင်ပြောဆိုပါတယ်။တစ်ကီဟာဂေးမဟုတ်ကြောင်းဒါအားအထင်လွဲမှားမှုတစ်ခုသာဖြစ်ကြောင်းလည်းပြောပါတယ်။ဒါကိုကြားတော့ဂျောက်ကပျော်ရွှင်သွားပြီးစိတ်လှုပ်ရှားစွာနဲ့သူ့ကိုဖတ်လိုက်ပါတယ်။အခြားတစ်ဖက်မှာ7 ကုမ္ပဏီရဲ့ရုံးခန်းထဲမှာဒါရိုက်တာရဲ့လက်ထောက်ဟာအမိုက်ပုံတွေကဖန်ပြွန်တစ်ခုကိုတွေ့ရှိသွားပါတယ်။သူကတန်တရားဖြစ်တာကြောင့်ဒါကိုချန်းစီချက်ချင်းအကြောင်းကြားလိုက်ပါတယ်။ဒါကိုကြားတော့ချန်ကဒေါသတကြီးနဲ့ဒေါက်တာဘေးစီတန်းပြေးသွားပြီးအော်ဟစ်စုဘူးကအလုတ်ကထုတ်ပစ်မယ်လို့တောင်ချိန်ချောက်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဘေးကအစင်သင့်ဖြစ်နေပါပြီ။သူကဓာတ်ခွဲခန်းဝန်ထမ်းအားလုံးကိုသူ့ဘက်ပါအောင်လှုပ်ထားပြီးသားဖြစ်ပါတယ်။ချန်းကသူ့ကိုတားဆီးဖို့ကြိုးစားတာနဲ့ဘေးကသူ့လူတွေကိုအမိန်ပေးပြီးချန်းနဲ့သူ့လက်ထောက်ကိုဖမ်းဆီးလိုက်ပါတယ်။အခုတော့ဘေးကသူ့ရဲ့အစီအစဉ်အစစ်အမှန်ကိုထုတ်ဖော်လိုက်ပါတယ်။လူသားတွေပေါ်ပုံတူပွားစမ်းသပ်မှုလုပ်ရမယ့်အချိန်ရောက်ပြီလို့သူကပြောပါတယ်။အရင်ဆုံးသူကလက်ထောက်ကိုဆေးထိုးလိုက်ပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲသူ့ခန္ဓာကိုပောက်ကွဲသွားပါတယ်။ဒါကိုမြင်တော့စမ်းသပ်မှုဟာအန္တရာယ်ရှိနေသေးဖြစ်ကြောင်းထင်ရှားသွားပါတယ်။ဘလစ်ကဒီစမ်းသပ်မှုရဲ့အချက်လက်တွေကိုပိုင်းခြားစိတ်ဖြာခြင်းပေမဲ့အဲ့ဒီအချိန်မှာချန်းကသူ့ဖုန်းကိုသုံးပြီး database တစ်ခုလုံးကိုတောက်ခတ်လိုက်ပါတယ်။ဒါကိုမြင်တော့ဘေးကပိုပြီးဒေါသထွက်သွားပြီးချန်းရဲ့သမီးဂျီကိုဖမ်းဆီးဖို့သူ့လူဆိုးတွေကိုအမိန့်ပေးပါတော့တယ်။အခြားတစ်ဖက်မှာစတစ်ကီကဂျုံနဲ့တွေ့ဖို့ခေါင်မိုးတစ်ခုကနေတစ်ခုကိုပျော်ရွှင်စွာခုန်ကူးရင်းသွားနေပါတယ်။ဒီအချိန်မှာဂျောက်ကလည်းသူ့ကိုတွေးဖို့စိတ်လှုပ်ရှားနေပေမဲ့လူခေါ်ခေါင်းလောင်းမိလာတာနဲ့တကားကိုအမြန်ဖွင့်လိုက်တဲ့အခါစတစ်ကီအစားဘေးရဲ့လူဆိုးတွေရက်နေတာကိုတွေ့ရပါတယ်။သူတို့ကဂျောက်ကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။အချိန်အတန်ကြာပြီးနောက်စတစ်ကီအဲ့ဒီကိုရောက်လာတဲ့အခါအိမ်တစ်ခုလုံးရှုပ်ပွားနေတာကိုတွေ့ရပါတယ်။အချိန်တွေတစ်ခုခုရမ်းဆိုးသွားပြီဆိုတာသူချက်ချင်းသဘောပေါက်လိုက်ပါတယ်။အချိန်မဖြုံးမဲ့သူကဖေရိုကိုအကြောင်းကြားပါတယ်။ဖေရိုကမရှင်အတွက်အဖွဲ့တစ်ခုလုံးကိုချက်ချင်းပြင်ဆင်ပေမဲ့အိုင်ယွန်အမ်ကစတစ်ကီကိုဒေါသထွက်နေစေဖြစ်ပြီးသူ့ကိုမကူညီချင်ပါဘူး။ဒါကြောင့်မှဖေရိုကသူ့ကိုတနည်းနည်းနဲ့နားချလိုက်ပါတယ်။အဲ့ဒီနောက်ဖေရိုကဂျီအိုရဲ့ဖုန်းကိုခြေရာခံလိုက်ပြီးဂျီအိုကိုဘယ်မှာဖမ်းထားတယ်ဆိုတာစတစ်ကီနောက်ဆုံးမှသိသွားပါတယ်။အခြားတစ်ဖက်ဓာတ်ခွဲခန်းထဲမှာဒေါက်တာဘီကသူ့ဖေချမ်းလျှို့ဝှက်နံပါတ်ပြောပြလာအောင်ဂျီအိုကိုဆေးထိုးမယ်လို့ချိန်ချောက်နေပါတယ်
သူ့သမီးရဲ့အသက်ကိုကယ်တင်ဖို့အတွက်ချိုင်းကလျှို့ဝှက်နံပါတ်ကိုမလွဲမရှောင်သာပေးလိုက်ရပါတယ်အခုတော့ဘေးမှာသူ့လိုအပ်တာအကုန်ရသွားပြီဖြစ်ပေမဲ့တက်သေးမကြံရစ်စေဖို့ဂျီယူကိုတပ်ပစ်ချင်နေပါသေးတယ်အဲ့ဒီချိန်မှာပဲစတီကီကရုတ်တရက်ရောက်လာပြီးပြင်းထန်တဲ့တိုက်ပွဲတစ်ခုစတင်มาတော့တယ်ခဏအတွင်းမှာပဲအခြားစူပါဟီးရိုးတွေလည်းရောက်လာကြပြီးဘေးရဲ့လူဆိုးအားလုံးကိုအထူးတကွအနိုင်ယူလိုက်ကြပေမဲ့ဘေးကတော့တနည်းနည်းနဲ့ထွက်ပြေးလွတ်မြောက်သွားပါတယ်လမ်းပေါ်မှာ Iron Arm ကသူ့ကိုဖမ်းမိပြီးပြင်းပြင်းထန်ထန်စတင်ရိုက်နှက်ပါတယ်။အခွင့်အရေးကိုသုံးချပြီး Bill ကသူ့ကိုမျိုးပွားအတွက်ပေါင်းဆေးထိုးလိုက်ပေမဲ့ဒီဆေးကတမျိုးတစ်ဖုံအလုံးလုံးသွားပါတယ်။ Iron Arm ဟာအရင်ကထက်ပိုပြီးအစွမ်းထက်ကအန်ဒီရဲ့များလာပါတယ်။သူ့ရဲ့ဒေါသကလုံးဝထိန်းမရဖြစ်သွားပြီးတစ်ချက်တည်းနဲ့ Bill ကိုတတ်လိုက်ပါတယ်။အခုတော့သူဟာလုံးဝထိန်းချုပ်မရတော့ဘဲနေရာတိုင်းကိုစတင်ဖျက်ဆီးပါတော့တယ်။အခြားစူပါဟီးရိုးတွေကသူ့ကိုတားဆီးဖို့အစွမ်းကုန်စူးစမ်းပေမဲ့ဘယ်သူမှသူ့ကိုမရှင်နိုင်ပါဘူး။ဒီအချိန်မှာသူကစတီကီကိုတိုက်ခိုက်ပေမဲ့ဂျီယူကသူ့ကိုကယ်တင်ဖို့နောက်ကနေစတင်ပစ်ခတ်ပါတယ်။အခုတော့သူ့အာယုံကဂျိုးဘက်ကိုလှည့်သွားပါတယ်။အဲ့ဒီအချိန်မှာစတီကီကရှေ့ကိုထွက်လာပြီးဗီလိန်ကိုမြေပြင်မှာကတ်ထားလိုက်ခြင်းဖြင့်သူ့ကိုကယ်တင်လိုက်ပါတယ်။ဒီအချိန်မှာဂျီယူကစတီကီရဲ့မျက်နှာအစစ်ကိုမြင်သွားပါတယ်။သူ့ရဲ့အမှန်တရားကိုဘာကြောင့်ဖုံးကွယ်ထားရတာလဲလို့သူကမေးပါတယ်။စတီကီကသူဟာတာမန်ပစ္စည်းပို့သမားတစ်ယောက်သားဖြစ်ပြီးဂျီယူကသူ့ကိုသဘောကျမှာမဟုတ်ဘူးလို့ထင်ခဲ့တာကြောင့်ဖြစ်ကြောင်းရှက်ကိုရှက်ကန်ပြောပြပါတယ်။ဒါပေမဲ့ဂျီယူကဒါတွေကသူ့အတွက်အရေးမကြီးကြောင်းစတီကီကိုသူ့ပုံစံအတိုင်းပဲသဘောကျကြောင်းရှင်းရှင်းလင်းလင်းပြောပါတယ်။ဒီအချိန်မှာထိမရတဲ့ Iron Arm ဟာပြန်ထလာပြီး Pharaoh စီကိုဦးတီလျှောက်လာပါတယ်။အခုတော့အခြေအနေကပိုပြီးအန်ဒီရများလာပါတယ်။အဲဒီခါစူပါဟီးရိုးအားလုံးကသူတို့ရဲ့စွမ်းအားတွေကိုပေါင်းစပ်ပြီး Sticky စီကိုလွှဲပြောင်းပေးလိုက်ပါတယ်။ Sticky ကသူ့ရဲ့အင်အားအားလုံးကိုသုံးပြီးမီးလျှက်စစ်နဲ့သူ့ရဲ့စေးကတ်တဲ့စွမ်းအားတွေပါဝင်တဲ့အလင်းတန်းတစ်ခုနဲ့နောက်ဆုံးအစွမ်းထက်တိုက်ခိုက်မှုကိုပြုလုပ်လိုက်ပါတယ်။ဒီတိုက်ခိုက်မှုက Iron Arm ရဲ့တတုခန္ဓာကိုယ်ကိုချိုးဖျက်လိုက်ပြီးသူဟာတဖြည်းဖြည်းနဲ့ပုံမှန်အခြေအနေကိုပြန်ရောက်သွားပါတယ်။နောက်ဆုံးမှာတော့အရာအလုံးပုံမှန်တိုင်းပြန်ဖြစ်သွားပြီးဒီနေရာမှာပဲဇလန်ပြီးဆုံးသွားပါတယ်။ဒီရုပ်ရှင်ကိုဘယ်လိုမြင်ပါသလဲခင်ဗျာ။လူကြီးမင်းတို့ရဲ့အတွေးမြင်တွေကိုအောက်ကကွန်မန့်မှာမျှဝေပေးခဲ့ပါဦးဒီအနှစ်ချုပ်တင်ဆက်မှုကိုသဘောကျရဲဆိုရင်ဗီဒီယိုကို like လုပ်ဖို့သေချာလုပ်ပေးပါပြီးတော့ဒီလိုအန်သဝဲကောင်းတဲ့ဇလန်တွေထပ်မံကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Burmese Recap Channel ကိုလည်း subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်